Hey guys, what's up? This is Bobo. ဒီနေ့ကတော့ချင်းမိုင်မျိုးကနေတနာရီပဲမောင်းရတဲ့မွန်ချမ်းကိုအလဲသွားမှာဖြစ်ပါတယ်ဟိုကကျွန်တော်တို့မွန်ချမ်းကယူရိုကဖေးကိုရောက်နေတာဖြစ်ပါတယ်ဒီထဲမှာရင်တောက်ဆရာလေးဝင်မှားလိုက်ပါအောင်ကျွန်တော်ကတော့ coffee မကြိုက်တဲ့သူမို့ no e လေးမှာခဲ့ပါတယ်ဆိုတော့ reviews အနေနဲ့ no e လေးတောက်ပြီးတောင်ပေါ်ရှုခင်းလေးတွေကိုကြည့်ပြီးခြေလိုက်ကြရအောင်ဒီနေရာကတော့မွန်ချမ်းပန်းချံကိုရောက်တာဖြစ်ပါတယ်ကျွန်တော်ခါတိုင်းမိုးရသည်ဖြစ်တဲ့အတွက်အခုကပန်းတွေကတော့ရိတ်ထားတာပေါ့ရိတ်ထားပြီးခုမှပြန်ဆိုင်နေတော့ဆိုတော့ခါတိုင်းဆိုရင်ဒီကတပြန်လုံးကပန်းတွေကြည့်ပါတယ်ဆောင်းလာပါတယ်โอเคအခုကတော့ကျွန်တော်မွန်ချမ်းဘက်ကဆင်းလာရင်တပုတ်ရိုက်တဲ့သူတွေအရန်ကြိုက်တယ်ကျွန်တော်လဝါးရှိတဲ့ဘက်ကိုသွားမှာဖြစ်ပါတယ်ခါတိုင်းတော့အဲ့ဘက်မှာပန်းတွေရှိပါတယ်ပုံမှန်အတိုင်းပဲဒါပေမဲ့ဒီချိန်ကရိတ်ထားတဲ့အတွက်ကျွန်တော်လူလဲရှင်းနေတဲ့အချိန်မှာကျွန်တော်အတူတူသွားကြည့်လိုက်အောင်ပါဘာတော့ခီးသွားရဒီမဟုတ်ပေမဲ့ဒါပေမဲ့လူငယ်နဲ့တော့လာတဲ့သူတွေတော့ရှိတာ။ view လေးကိုတစ်ချက်ရှိုးလိုက်ပါ။ view ကတော့ဝဲတွေလာလို့ပေါတော့ဒီထားဘူး။တော့တော့မပါတော့ခုကတော့ကျွန်တော်စောစောကပြောခဲ့တဲ့လဝါးရှိတဲ့နေရာကိုရောက်လာပြီပေါ့နော်ကျွန်တော်လည်းတို့သွားကြည့်အောင်ဘာတော့ဒါလဝါးကိုဝင်မဲ့အတွက်ပတ်စံပေးရမယ်ဂိတ်ပါဒီဂိတ်မှာပြရတဲ့အတိုင်းပန်းတွေကတော့ဒါဆောင်းဝတီမှာပွင့်ပါပါအခုချိန်ကတော့ပြိုးထားတော့ပေါ့ How much 1%? 1% 40 baht. 40 baht. Okay. Ready?